ကုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့ဒီမှာဘုရားဘူးသွားကြတယ်ဘုရားကျောင်းကန်တွေသွားတိုင်းဆိုင်းဘုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်းဘုတ်တစ်ခုဖတ်တိုင်းသာဓုဆိုတာလေးခေါ်ပြီးဖို့အရေးကြီးတယ်အဲ့ဒီလိုခေါ်လိုက်ရင်ကိုယ်မှာဘာကုသိုလ်ရတော့ဆိုပတ္တာနုမောဒနာကုသိုလ်လို့ခေါ်တယ်သူများပေးဝေတဲ့ကုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့ပုံညာကရိယာဝတ္ထု10ပါးထဲမှာပတ္တနုမောဒနာကုသိုလ်ဖြစ်တစ်ခုအနေနဲ့ရည်တွက်ပြီးတော့ထည့်သွင်းထားတာနော်တာမန်ကုသိုလ်မဟုတ်ဘူးလူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့တော့ကုသိုလ်ကတော့ရပါရမှန်းမသိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုပြိတ္တာဘုံရောက်လို့ကုသိုလ်ကောင်းမှုလုပ်ပြီးညှတမ်းပေးဝေလို့တာရုခေါ်ရင်တော့အမတန်မှထူးခြားတဲ့ဘဝတစ်ခုရောက်ရှိသွားနိုင်